မင်္ဂလာပါပြည်သက်ကြီးဒီနေ့မှာတော့ကျွန်တော်တို့က Bollywood ရဲ့ကင်းပြင်း Shahrukh Khan ရဲ့အထူးခြားဆုံးဇာတ်ကားတွေကတကားဖြစ်တဲ့ Raees ရဲ့လူဘက်စံချပြီးစိတ်လှုပ်ရှားတဲ့ကောင်းတဲ့ကဘာလေးကိုခေါ်ဆောင်သွားမှာဖြစ်ပါတယ်။2019ခုနှစ်ကမှထွက်ရှိခဲ့တဲ့ဒီဇာတ်ကားဟာရာဇဝတ်မှု action drama နဲ့ချစ်ဇလန်တွေကိုပေါင်းစပ်ထားပြီးပြည်သက်တွေကိုဖန်ဆားနိုင်ခဲ့တဲ့ဇာတ်ကားတကားပါ။ဒီဇာတ်ကားဟာ1980ပြည်လွန်နှစ်တွေကနေ90ပြည်လွန်နှစ်တွေအထိအိန္ဒိယနိုင်ငံဘူဂျာရတ်ပြည်နယ်မှာတကယ်ဖြစ်ခဲ့တဲ့ဖြစ်ပျက်တွေကိုအခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ်။အရေးသေးတာတားမြစ်ထားတဲ့နေမြေတစ်ခုမှာဘလူလူတယောက်ကအယက်မောင်ဖို့လောကရဲ့ဘီယံတစ်ပါးဖြစ်လာခဲ့တယ်လေ။သူ့ရဲ့ဘွားခင်းလာမှာဘလူအစဉ်ခေါ်မှုတွေနဲ့ရင်ဆိုင်ခဲ့ရတယ်လေဆိုတော့ဒီနေ့ကျွန်တော်တို့အသေးသေးပြန်လည်ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။ Raees Alan ဆိုတဲ့ဇာတ်ကောင်ဟာဂျာသွေသားတယောက်ဖြစ်ပေမဲ့သူ့ရဲ့ရက်ွက်သူ့ရဲ့လူမျိုးတွေပေါ်မှာတော့အမြဲတမ်းကူညီဆောက်ရှောက်ပေးခဲ့တဲ့လူတယောက်ပါ။ဒါပေမဲ့သူ့ရဲ့လုပ်ရက်တွေကိုလက်မခံနိုင်တဲ့ရဲရရှိမက်ဂျူရာနဲ့ဘလူထိတ်တိုက်တွေ့ခဲ့ရတယ်လေဆိုတော့ကိုစိတ်ဝင်စားတဲ့အကောင်းတဲ့ဇလန်အလှည့်ပြောင်းနေတဲ့သူတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကဲဒါဆိုရင် Raees ရဲ့စိတ်လှုပ်ရှားတဲ့အကောင်းတဲ့ကဘာလေးကိုအတူတူဝင်ရောက်လိုက်ကြအောင်ဗျာ။